ဒီနေ့တော့ကျွန်တော်တင်ဆက်ပေးမှာကတော့လူကြီးမင်းရဲ့ဘဝကိုအစင်းတစ်ခုစီတို့ပို့ဆောင်ပေးမဲ့လှုပ်ဝက်ချက်၅ခုဒုတိယပိုင်းပဲဖြစ်ပါတယ်။နံပါတ်1အနေနဲ့ကတော့ပေါင်းသင်းဆက်ဆံရေးနဲ့ဧရိယာကိုတန့်စင်ခြင်းပဲဖြစ်ပါတယ်။ကဘာကျော်စီးပွားရေးပညာရှင်ဂျေုံရောင်းကပြောဘူးတာတစ်ခုရှိပါတယ်။သင်ဟာအချိန်များဆုံးကုံဆုံးလေးရှိတဲ့လူ9ယောက်ရဲ့ဖြန်းပြရလက်ပဲတဲ့။ဒါကလုံးဝမှန်ကန်ပါတယ်။သင်ပေါင်းသင်းနေတဲ့သူတွေဟာအမြဲတမ်းညီးတွားနေတဲ့သူတွေအိမ်မက်မရှိသူတွေဆိုရင်တင်းစိတ်သက်ဟာလည်းတဖြည်းဖြည်းနဲ့သူတို့လိုပဲနှိမ့်ကျသွားပါလိမ့်မယ်။ဒီနေရာမှာကျွန်တော်တို့ပေါင်းသင်းနေတဲ့လူတွေကိုပြန်စစ်ဆေးဖို့လိုပါတယ်။သင်ကိုခွန်အားပေးတဲ့သူတင့်ထက်ပိုတော်တဲ့သူတင့်ကိုဝေဖန်ထောက်ပြရဲတဲ့သူတွေနဲ့အချိန်ပေးပါအောင်မြင်ခြင်းရင်အောင်မြင်နေတဲ့သူတွေကြားမှာနေပါသူတို့ရဲ့စဉ်းစားပုံပြဿနာတွေကိုဖြေရှင်းပုံတွေကိုလေ့လာပါလူတိုင်းနဲ့တက်အောင်ပေါင်းပါဒါပေမဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုတော့တင့်ဘဝတိုးတက်မှုကိုအထောက်အကူပြုမဲ့သူတွေအတွက်ပဲယင်းနှိမ့်မြုံနှံပါနံပါတ်2အနေနဲ့ကတော့စိတ်ခံစားမှုကိုထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်လောကမှာအိုင်ကျူမြင့်ယုံနဲ့မလုံလောက်ပါဘူးအီကျူစိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ကပိုအရေးကြီးပါတယ်အဓိကကတော့တုံ့ပြန်မှုပါပဲဘဝမှာအစင်မပြေမှုတွေဝေဖန်မှုတွေကြုံလာတဲ့အခါဒေါသတကြီးနဲ့ချက်ချင်းတုံ့ပြန်တတ်တာဟာတင့်ရဲ့စွမ်းအင်တွေကိုဖြုံးတိပစ်တာနဲ့တူပါတယ်ပညာရှိသူတွေဟာအဖြစ်အပျက်တစ်ခုကိုသူတို့ရဲ့တုံ့ပြန်မှုကြားမှာလွတ်လပ်တဲ့နေရာတစ်ခုထားရှိကြပါတယ်တစ်ခုခုဖြစ်လာရင်ချက်ချင်းစိတ်မဆိုးလိုက်ပါနဲ့ခဏလောက်အသက်ပြင်းပြင်းရှူပြီးဒါကိုငါဘလို့အကောင်းဆုံးကင်တွယ်မလဲဆိုတာကိုအရင်စဉ်းစားပါကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့သူတွေဟာကဘာကြီးကိုပါထိန်းချုပ်နိုင်စွမ်းရှိလာပါလိမ့်မယ်နံပါတ်3အနေနဲ့ကတော့အသေးဖွဲအောင်မြင်မှုတွေကိုတန်ဖိုးထားပါကျွန်တော်တို့တွေဟာပန်းနိုင်အကြီးကြီးတွေကိုပဲကြည့်ပြီးအားတက်ကြသလိုအဲ့ဒီပန်းနိုင်တွေနဲ့ဝေးနေသေးရင်အားငယ်တက်ကြပါတယ်တကယ်တော့ဘဝဆိုတာလေကတစ်တွေလိုပါပဲမနက်ကင်းအိယာထားတာချင်းအိယာသိမ်းတာစာအုပ်တက်မျက်နှာဖတ်တာရေတပံကွက်တောက်တာစတဲ့သေးငယ်တဲ့အောင်မြင်မှုလေးတွေကတင့်အုံနောက်ကိုငါလုံးနိုင်တယ်ဆိုတဲ့အချက်ပြမှုကိုပေးပါတယ်ဒီစမောဝင်းလေးတွေကိုစူးမိလာတဲ့အခါမှာတော့ဒိုပမင်တက်ထွက်ပေါ်လာပြီးကြီးမားတဲ့အလုပ်တွေကိုလုပ်ဖို့အရှိန်အဟုန်ရလာစေပါတယ်ဒါကြောင့်ကြီးကျယ်တဲ့ပြောင်းလဲမှုကြီးကိုချက်ချင်းကြီးမမျှော်လင့်ပဲဒီနေ့လုပ်ရမယ့်အသေးဖွဲအလုပ်လေးတွေကိုအကောင်းဆုံးဖြစ်အောင်အရင်လုပ်ပါအသေးဖွဲလေးတွေမှာတစ္ဆာရှိသူဟာအကြီးကျယ်တွေကိုပိုင်ဆိုင်ရပါလိမ့်မယ်နံပါတ်4အနေနဲ့ကတော့ငွေကြေးဆိုင်ရာအသိပညာပဲဖြစ်ပါတယ်။ငွေစာတက်ရုံနဲ့မလုံလောက်ပါဘူး။ငွေကိုဘယ်လိုထိန်းသိမ်းရမလဲ။ဘယ်လိုပွားများအောင်လုပ်ရမလဲဆိုတာသိဖို့လိုပါတယ်။လူအများစုဟာငွေတိုးလာတာနဲ့အမျှအသုံးစရိတ်ကိုပါလိုက်တိုးတက်ကြပါတယ်။ဒါကို lifestyle inflation လို့ခေါ်ပါတယ်။တကယ်ချမ်းသာတဲ့သူတွေကတော့အသုံးစရိတ်ကိုထိန်းချုပ်ပြီးပိုရှန်တဲ့ငွေတွေကိုအကျိုးမြတ်ရမယ့်နေရာတွေမှာရင်းနှီးမြှုပ်နှံကြပါတယ်။လူကြီးမင်းဟာပစ္စည်းတွေကိုစုနေတဲ့သူလားဒါမှမဟုတ်ပိုင်ဆိုင်မှုတွေကိုတိစောက်နေတဲ့သူလားဆိုတာပြန်စစ်ဆေးကြည့်ပါ။ငွေကြေးအသိပညာရှိဖို့ဆိုတာငွေအတွက်အလုံးလုံးနေရတဲ့ဘဝကနေငွေကတင်းအတွက်အလုံးလုံးပေးတဲ့ဘဝကိုပြောင်းလဲဖို့ကြိုးစားခြင်းပဲဖြစ်ပါတယ်။ဒါဟာတင်းဘဝရဲ့လွတ်လပ်မှုကိုဆုံးဖြတ်ပေးမဲ့အချက်ပဲဖြစ်ပါတယ်။နံပါတ်5အနေနဲ့ကတော့ပေးဆက်ခြင်းနဲ့ကျေးဇူးတင်ခြင်းပဲဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့အားလုံးထဲမှာအရေးကြီးဆုံးဖြစ်နိုင်ပါတယ်။ဒါကတော့ကျေးဇူးတင်ခြင်းပါပဲ။ကျွန်တော်တို့မှာမရှိသေးတာတွေကိုပဲလိုက်ကြည့်နေရင်ဘယ်တော့မှစိတ်ချမ်းသာမှာမဟုတ်ပါဘူး။ကိုယ်မှာရှိနေတဲ့အရာတွေဥပမာကျမ်းမာရေးမိသားစုအလုပ်အကင်တွေကျေးဇူးတင်တတ်တဲ့အခါစိတ်ထဲမှာပြည့်စုံမှုဖြစ်ပေါ်လာပါတယ်။ဒါအပြင်မိမိရဲ့အောင်မြင်မှုတွေကိုတခြားသူတွေနဲ့မျှဝေပါသူတစ်ပါးကိုကူညီတာဘုဟုတုဒတွေမျှဝေတာဟာသင်ဘဝရဲ့အဓိပ္ပာယ်ကိုပုံမလေးနဲ့စီပါတယ်လောကကြီးကိုသင်ကဘာပြန်ပေးနိုင်လဲဆိုတာစဉ်းစားပါသင်ကလောကကြီးကိုကောင်းကျိုးပြုလေလေလောကကြီးကသင်ကိုပုံမကောင်းမွန်တဲ့အရာတွေပြန်ပေးလေလေပဲဖြစ်လာပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုပြောပြသွားတဲ့အချက်5ချက်ဟာနားထောင်ယုံနဲ့တော့ဘဝကပြောင်းလဲသွားမှာမဟုတ်ပါဘူးအဓိကကတော့လက်တွေ့ကျင့်သုံးမှုပါပဲဒီနေ့ကစပြီးတစ်ချက်ချင်းစီကိုသင်ဘဝထဲမှာထည့်သွင်းကျင့်သုံးကြည့်ပါဒီဗီဒီယိုကလူကြီးမင်းအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်မိပါတယ်ရှေ့ဆက်ပြီးတော့လည်းဒီလိုဘုဟုတုဒတွေတင်ဆက်ပေးသွားအောင်ပါမို့ like and subscribe လေးလုပ်ပေးသွားပါအောင်တောင်းဆိုလိုက်ပါတယ်ခင်ဗျာအားလုံးပဲအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ